အားလုံးပဲမင်္ဂလာပါဒီမှာဒါလေးကကျွန်တော်သုံးခဲ့တဲ့ Solar F5 ပန်ကားလေးပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်လက်ထဲမှာသုံးနေတာဘယ်နှစ်ရှိလဲဆိုတော့9နှစ်ရှိသွားပါပြီဒါအခု2026လीနော်ဆိုတော့ဒါ9နှစ်ရှိသွားပါပြီပေါ်လာစင်နာတွေလည်းပြောမနေပါနဲ့ဘက်ထရီအားလည်းမခံတော့ဘူးဘက်ထရီအားလည်းမခံတော့ဘူးဒီမှာဒါဆိုလို့ရှိရင်ဒီနောက်မှာဆိုရင်ဒါ3900 4000 mAh ပါတယ်ပေါ့နော်5 volt 1 ampere ဘက်ထရီအားတော့မခံတော့ဘူးဒါပေမဲ့ပေါ်ဘက်ချိတ်ပြီးသုံးမယ်ဆိုလို့ရှိရင်တော့သုံးလို့ရနေတော့မယ်တင်ချတော့တန်ရှင်းတွေလောက်ရတော့ပေါ့နော်ဒီလောက်နှစ်အကြာကြီးထားသုံးဖို့ဆိုတာဒါ swing ဘယ်လောက်ထိဒီ Solar က quality ကောင်းပါတယ်ဒီမှာကျွန်တော်တို့ batch မတူလို့ရှိရင်အရှိမှရှိတဲ့ design လေးတွေလည်းမတူဘူးပေါ့ကွာလာတယ်ပေါ့နော်ကွဲသွားတယ်ဒီ brushless motor အဖြူမှာဆိုလို့ရှိရင်တိတိတတ်တာကွာသွားတယ်အဖြူမှာဆိုဒီတိုင်တွေကအစလေးအယောင်မတူတော့ဘူးဒီအစ်စ်လာတဲ့ model မှာဆိုလို့ရှိရင်ဟိုဟာဖြစ်တယ်လှတယ်တိုင်လေးကပြီးနောက်တစ်ခုကနာမည်က Solar ဖြစ်တော့ပါဘောနော်ကျွန်တော်တို့အရင်အဟောင်းနေမှာဆိုလို့ရှိရင်တော့ဒါတရုတ်နာမည်နဲ့လာတယ် Solar ပေါ့နော် Xiaomi ကသူ့ရဲ့ရုပ်ဖြင် store မှာအစရောင်းလို့ကျွန်တော်သိခဲ့တာအဲ့တော့ Base ရဲ့ SC မှာလက်ရှိဒီမှာအားမရှိတော့ဘူးလို့ပြောတဲ့အတိုင်းပဲတကယ်လုံးဝအားမခံတော့ဘူးကျွန်တော်ဒါကိုသုံးနေတယ်ဆိုလို့ရှိရင်လုံးဝလေpower bank နဲ့ပဲဓာတ်ရိုက်သုံးလို့ရတော့တယ်ဘက်ထရီကတော့လုံးဝကိုလစ်နေပြီကျွန်တော်ခွာပြည့်ရမှာလဲဘက်ထရီကိုခွာပြီးလဲလို့တော့ရတယ်ဗျာခွာပြည့်ရမှာလဲနှမျောလို့ဟိုကျွန်တော်မခွာဘဲနဲ့သုံးကျင်တဲ့အချိန်မှာ power bank နဲ့သုံးနေတာပေါ့နော်ကိုအိမ်မှာပဲထားပြီးသုံးလို့ရတဲ့ကောင်ဖြစ်သွားတာပေါ့အပြင်တော့ဒီကောင်တယ်မင်ရတော့အဲ့တော့အခုဒီအသစ်ရောက်ထားတဲ့တရားဆိုလို့ရှိရင် Solar F5 ကအယောင်4ရောင်လာပါတယ်ဒီမှာဆိုလို့ရှိရင်ပန်းရောင်လေးမိန်းကလေးတော်တော်များများဒီရောင်ကိုရွေးကြတယ်ပေါ့နော်ဒီရောင်အကောင်းဆုံးနဲ့မှပါပါတယ်ဒီမှာသူ့ရဲ့ပန်ကာတန်လေးကအရန်ကုန်မှညိနေတာဒီမှာပါဘက်ထရီအားတော့သူက4000 mAh ဘက်ထရီလုံးဝဖြစ်သွားပြီပေါ့နော်တော်တော်လေးကောင်းပါတယ်ဒါလေးကပန်းရောင်လေးပါနော်ဒါလေးကတော့အနက်ရောင်လေးဒီမှာအနက်ကလေးပါနော်brand name မှာလည်း Solar ဆိုပြီးဖြစ်သွားတယ်။ဒါဒီမှာကျွန်တော် fan speed က3ဆင့်ရမယ်ပေါ့နော်။ဒီမှာပါ။ဒါလေးဆိုရင်တော့အဖြူကလေးပါ။ဖြူလေးကတက်တက်မြင့်မြင့်လေးပြီးလို့ရှိရင်ဒီနားလေးကအယောင်လေးကလေရှမ်ပိန်ဂိုးလိုပါလို့လေးတော်တော်လှတယ်အဖြူလေးလဲအမဲအောင်ကြိုက်တဲ့ကျွန်တော်မိတ်ဆွေတွေဆိုလဲအဆင်ပြေတယ်အဖြူကြိုက်တဲ့မိတ်ဆွေတွေဆိုလဲဒီအဖြူလေးကအတော်လေးလှပါတယ်။ဒါတော့ fan speed က3ဆင့်ရ